လူပြလို့မနေမိလို့မိမရခဲ့တယ်တို့ယောက်ျားဒီမင်းတို့အတွက်ကိုကြိုးစားလှုပ်လှုပ်တယ်ဒါပေမဲ့မိမတွေတို့ယောက်ျားဒီရှာသမျှကိုအကောင်းနဲ့မပြောကြတယ်ယူမိတာမှားပြီထင်ပါလေအခုကရှင်ပါလို့လေအော်မင်းနဲ့ဝှက်ချော်ဆိုလို့ရှောနေရလေဟာဟိုမှာဟင်းကိုတူတော့ပဲကြည့်လိုက်အောင်ဟင်းကိုတူလို့လားကြည့်ရမှာလာပြီရှင်တို့ယောက်ျားတအားပြင်းတာပဲနော်တောက်ရည်ကြီးမရှိဘူးထင်တယ်ထဲလိုက်အောင်အော်အေးဒါလေးပြီးရင်ဖြည့်လိုက်မယ်လीအလောက်ဆိုတော့ကြွေးမထားအောင်အိမ်လိုက်ရည်ကြီးမရှိဘူးထင်တယ်ထဲလိုက်အောင်ခါတယ်ငါဘယ်လောက်ကရင်စလို့မှာအယောဒီမှာတော့ရဲ့လာကိုသဘောကြရဲဆိုအပြောကျွဲလို့နေမြို့ကြီးသူကိုအကျဉ်းနာဘူကဆွဲဟာယောမင်းတော့ကြည့်ရအောင်ပြည့်ရပါတော့ငါရဲ့ပြည့်လို့ဘာဖြစ်လာတော့ဘာဖြစ်မှာတော့ကွာငါမင်းမရဲ့ထိုးလိုက်မင်းကဘာတော့ပြောလို့တော့ဘာမှပြောဘူးလေခတိုင်းလိုပဲကွာခတိုင်းလိုပေါ့ငါသူ့ခိုင်းတာတွေလုပ်တယ်ကွာအဝတ်ချော်ဆိုတော့ငါမနဲ့ကလေးရှောနေရကွာအဝတ်ချော်ဆိုတော့ထမင်းဦးတူတော့တဲ့ထမင်းဦးကြည့်လိုက်အောင်တဲ့ဒါငါပြည့်ကြည့်ရပြန်တယ်ထမင်းဦးကြည့်လို့မပြီးသေးဘူးကွာတောက်ရီကိုရေးဖြည့်တယ်မင်းစဉ်းစားကြည့်တောက်ရီကိုဖြည့်မယ်လို့တော့ကဲဘာလုပ်ခိုင်းနေမှာတော့ဘာလုပ်ခိုင်းမျက်စိလေခိုင်းတာခြံနဲ့ပေါက်ခိုင်းတာဗစက်ကပတ်ပြီးပါစီနေကွာပြောတော့ဒါတွေငါဘာလုပ်တော့မသိကွာလက်ကနှစ်ဖက်ထဲပါလားကစ်ချင်များဆိုရင်တော့တော်သေးတာပေါ့ကွာအိုးအတိတ်မှမရှိတာကွာမလုပ်သေးတယ်ကြည့်ဟုတ်ပါရောနီးနေတော့အေးမင်းဘောကလည်းသနာစရာပဲနော်အသက်တစ်ချက်ယူတိုင်းတစ်ခါနာတယ်ကွာတကယ်ကြီးဟိုစကပုံလိုဖြစ်နေပြီဘယ်စကပုံစုပ်လဲစူးငုံလဲယူပေါ့ကွာစားတယ်ယူလွဲသွားလို့ကွာဗျာမေးပါငါထဲမှာပိုးထီလို့ဟောရဲ့ဒီလေဟောအေးအော်မင်းကပိုးထီတာဟုတ်တယ်ဟာဒုက္ခပါလက်ကြောင်မိမအမလေးပြမပြရလေမိမရဲ့နင်းမရှိယောက်ျားဘယ်သူနဲ့နေရမှာတော့မိမရဲ့မိမဘယ်လိုဖြစ်တာမိမရဲ့ကျမပိုးထီသွားလို့ပိုးထီသွားတာဟာရှာပေါင်းပူဟဲ့ဒီမှာအပေါက်ကလေးတစ်ခေါက်တွေ့ရဟာအဲ့ဒါအပေါက်နှစ်ပေါက်ဒီအပေါက်နှစ်ပေါက်ကိုကြည်ချင်းအပြင်ငါ့ရဲ့အတွေ့အကြုံရပြောရမယ်ဆိုရင်ငွေပဲမဟုတ်ဘူးကွာငွေဟောက်ဟာငွေဟောက်ဟုတ်တယ်တော်ကြီးငွေဟောက်သိမမီတဲ့ငွေဟောက်ကွာဟောက်ဟာမိမရဲ့ပြမပြရလေဟာနင်းလေယောက်ျားကိုခိုင်းသမ်းမှာသွားကြရှိအဲ့ဒါပြောတာအခုတော့သွားပြီကွာရောငငယ်နဲ့မစိုးဖို့ဖြစ်ပြီကွာရောဟာငငယ်ရလေအားမငယ်ပါနဲ့မျိုးစေးုံပုတ်လို့ရှိရင်အချိန်မိနိုင်ပါတယ်ငါမှထော်လာကြီးရှိတယ်ကွာမင်းလာကြီးကပြက်နေတာဆိုဟာဘယ်နဲ့ပြက်မှာတော့ငါသူများတော့စကန်းဝယ်ထားမှာအစ်ဝယ်ထားတာမင်းဝိကနေအောင်နေသေးရဲ့မင်းပြက်နေတာလေကွာမင်းဟိုစနာရာခင်းနဲ့ပြောတာမင်းလာကြီးပြက်နေဆိုအော်အေးဟုတ်တယ်ပြက်နေတာရှင်းထော်လာကြဘာလို့ပြက်ဟိုနေ့တော့အကောင်းပါဟေးအိမ်မှာလေကြွက်နေတာတောင်းနေတာအင်းကြီးကိုကြွက်ကြိုက်သွားလို့ဟုတ်တယ်ကြွက်ကြီးလေကွာအေးကြွက်ကြီးကြိုက်သွားတာအင်းကြီးကပေါက်ကြီးပြည့်တယ်မင်းမဘယ်လိုမှလိုက်ပြီးလို့မရတော့ပါဘူးကွာစိတ်မကောင်းပါဘူးကွာအစလည်းကျမတို့နွားလေးနဲ့လိုက်ပြီးပါလားရှင်နွားလေးနွားလေးနဲ့ဘယ်လိုမိမှာတော့နော်မမိတော့ဘူးမမိပါဘူးမင်းမရဲ့မင်းမဒီဘွားတော်ဒီမြပဲပေါ့ဟာဒီနေ့ညနေရေစက်ကုန်တယ်လို့သဘောထားလိုက်ပါမင်းမရဲ့နင်းတော့ရစိတ်ပဲမသွားနော်ယောက်ျားဘာမှစိတ်မပူနဲ့သူ့အတွက်နောက်ဆက်မတင်းနဲ့နင်းမရှိတော့ရင်ငါညမနဲ့ပေးထားလိုက်မယ်ကျေးဇူးတင်တယ်ရောက်ပါရဲ့မင်းကရည်ရည်တော့မင်းမပြောပြီးသွားမင်းယောက်ျားနောက်ဆက်မတင်းနဲ့နော်တော့ဆက်တော့မင်းမမျိုးလုံးလေးမဖះသာယူပေးလိုက်တော်တော်နဲ့ကုန်တင်ပေးလိုက်ဒီပါပါဟာမင်းမရာဒီပါပါနဲ့ဆရာဘာလို့ကျွန်တော်အဲ့လောက်သိသေးချင်းနေရဟုတ်ဘူးလေမင်းမပေါက်သွားတယ်ကမွေးဟောက်သူဟုတ်တယ်နော်ဟုတ်တယ်လေအဲ့ဒါကြောင့်လေမင်းမမွေးပေါက်တော့တင်မှာပေါ့မင်းမမွေးပေါက်တယ်လို့ပြောအိုးမင်းမရေမွေးပေါက်တာမဟုတ်လို့နင်ကဘာဖြစ်တာတုန်းဒီပေါက်တော့ပေါက်ကကင်းချင်များကြိုက်တာကင်းချင်များဟုတ်ခွာရေဟေးမင်းတရဏဂုံတာတီထားလိုက်တော့ဟာငါဆောင်ဟုတ်ပါဒီစေချာလေ